မင်္ဂလာရှိတော့နှစ်တကူအချိန်အခါသမယဖြစ်ပါစေလို့ရှိဥစွာနှုတ်ခွန်းဆက်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်အနေနဲ့မြန်မာနိုင်ငံကပွဲတော်တွေအကြောင်းကိုနည်းနည်းလေးမိမောင်းထုတ်ပြရင်းနဲ့ဒီပွဲတော်တွေရဲ့ကြားထဲမှာအခက်အခဲတွေရှိနေတဲ့အရာလေးကိုကျွန်တော်တင်ပြချင်ပါတယ်လို့အဲ့တော့ယနေ့ကျွန်တော်မြန်မာနိုင်ငံအတွက်ကတော့ဒီအချိန်ဟာနှစ်တကူအချိန်အခါတကြံပွဲတော်ကာလဖြစ်ပါတယ်အဲ့တော့ဒီတကြံပွဲတော်ရှိတဲ့အချိန်အတွင်းမှာအမြဲတမ်းကျွန်တော်တို့ဒီခရိယန်ဘာသာတွေရဲ့နေထူးနေမြတ်အချိန်လေးရှိနေပြန်ပါတယ်အဲ့တော့အခြားဒီဟိန္ဒူဘာသာတို့မွတ်စလင်တို့ဒီအစ္စလာမ်ဘာသာဝင်တို့သူတို့ရဲ့ပွဲတော်တွေလည်းရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့အထူးသဖြင့်ကျွန်တော်ဒီနေ့ပြောပြချင်တာကဖော်ပြချင်တာတင်ပြချင်တာကကျွန်တော်တို့ခရိယန်တွေနဲ့ဒီမြန်မာတကြံပွဲတော်ကြားထဲမှာနည်းနည်းလေးအခက်အခဲရှိနေတဲ့အရာလေးကိုတင်ပြချင်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်မြန်မာတကြံပွဲတော်ကာလအတွင်းမှာဒီနေ့ကျွန်တော်ခရိယန်တွေရဲ့ပွဲတော်တကယ်နေထူးနေမြတ်ရှိနေတယ်ဆိုတဲ့အကြောင်းလေးကိုရှင်းဥစွာနားလည်ထားစေချင်ပါတယ်အဲ့တော့ပွဲတော်ဆိုတဲ့အခါမှာကျွန်တော်တို့ဘာသာရေးပွဲတော်ရှိတယ်ပြီးတော့ရိုးရာယဉ်ကျေးမှုတလိပွဲတော်တွေရှိတယ်ပြီးတော့အခြားသောပွဲတော်တွေမြောက်များစွာရှိပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာယနေ့ပြုလုပ်နေတဲ့အတာတကြံပွဲတော်ဟာ religion festival မဟုတ်ဘူးကျွန်တော်တို့ပြောမယ်ဆိုရင်ဒါ traditional festival ဖြစ်ပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့ခရိယန်တွေလှုပ်ဆောင်နေတဲ့နေ့ထူးနေ့မြတ်ကြတော့ religion festival ဖြစ်ပါတယ်ပြောမယ်ဆိုရင် event ဖြစ်ပါတယ်တကယ်ပဲနေ့ထူးနေ့မြတ်တစ်ခုဖြစ်ပါတယ်အဲ့တော့မြန်မာလူမျိုးတွေကြတော့မဟာတကြံအခါသမယဖြစ်ပါတယ်ကျွန်တော်တို့ခရိယန်တွေအတွက်ကြတော့မဟာတောက်ကြခြင်းနေ့ပြီးတော့တန်ရှင်းရာရတတပတ်ကာလဖြစ်ပါတယ်အဲ့တော့ဒီကာလမှာဒီနေ့ကျွန်တော်တို့တယောက်နဲ့တယောက်အပြန်အလှန်နားလည်မှုရှိစွာနဲ့တွားကြမယ်ဆိုရင်အင်မတန်မှပျော်ရွှင်စရာကောင်းသောအချိန်ကာလတွေဖြစ်ပါတယ်အဲ့တော့ယနေ့ကျွန်တော်အနေနဲ့နားလေစေချင်တာပါလေဆိုရင်ကျွန်တော်ခရိယန်တွေအနေနဲ့ဒီတကြံကာလမှာအပြင်ထွက်ပြီးတော့ယနေ့ဗိမာန်တော်ကိုတွားချရတာဖြစ်ပါတယ်အဲ့တော့ဗိမာန်တော်ကိုတွားတဲ့အခါမှာဗိမာန်တော်နဲ့အိမ်ကြားမှာကျွန်တော်တို့ရေလောင်းခြင်းတွေခံရတယ်အဲ့တော့ဗိမာန်တော်တွားဖို့ရန်အခက်အခဲတွေကြုံတွေ့ရပါတယ်ဒါကကျွန်တော်တို့ရေလောင်းခြင်းကိုမကြိုက်လို့မနှင်းမြုပ်လို့ပြောနေတာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့ဗိမာန်တော်ကိုတွားပြီးတော့ဝတ်ပြုကိုးကွယ်ရတာဖြစ်ပါတယ်အဲ့တော့ဝတ်ပြုကိုးကွယ်ဖို့ရန်အတွက်ယနေ့ဆိုရွှေနေတဲ့ခန္ဓာကိုယ်အဝတ်အထည်တွေနဲ့ဗိမာန်တော်တွေကိုဝင်ရတာအစင်မပြေဘူးဖြစ်တယ်ပြီးတော့ကိုးကွယ်ခြင်းမှုပြုတဲ့အခါမှာလည်းအနောက်အရှက်ဖြစ်စေပါလေဒါမျိုးလေးတွေရှိပါတယ်အဲ့တော့ဒါလေးကိုယနေ့ကျွန်တော်တို့ဒီတကြံပွဲတော်ကိုဆင်နွှဲနေတဲ့သူတွေအနေနဲ့ဒီ ritual respect လို့ခေါ်တဲ့ဘာသာရေးဆိုင်ရာပွဲတော်ရက်များကိုနားလေပေးစေချင်ပါတယ် respect ဆိုတာကယနေ့ကျွန်တော်တို့ဗာလဲပြောမယ်ဆိုရင်လေးစားမှုပြရမှာပေါ့နော်ဒီဘာသာရေးဆိုင်ရာပွဲတော်ဖြစ်တဲ့ကြောင့်လေးစားမှုပြခြင်းအဖြစ်တော့ကျွန်တော်တို့ဒီတယောက်နဲ့တယောက်အပြန်အလှန်လှုပ်ဆောင်ကြမယ်ဆိုရင်အင်မတန်မှပျော်ရွှင်စရာကောင်းသောကာလတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ခရိယန်တွေအနေနဲ့တွာလာတဲ့အခါမှာကျွန်တော်တို့ခရိယန်တွေအနေနဲ့လည်းပြောတတ်ဖို့ရန်အရေးကြီးပါတယ်ကျွန်တော်တို့ဟာဗိမာန်တော်ကိုတွားနေတာဖြစ်တဲ့ကြောင့်မို့ရေအဆိုခံလို့မဖြစ်ပါဘူးဒါကြောင့်မို့ရေမပက်ပေးပါနဲ့ဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့လိုပြောတဲ့အခါမှာကျွန်တော်တို့ဒီတကြံပွဲတော်ကိုဆင်နွှဲနေတဲ့သူတွေအနေနဲ့လည်းဒီအချိန်အခါဟာခရိယန်တွေရဲ့နေထူးနေမြတ်ဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ကဗိမာန်တော်ကိုတွားနေကြရတာဖြစ်ပါတယ်သူတို့ရေဆိုခံလို့မဖြစ်ဘူးဆိုတဲ့အတိလေးဝင်ပေးပြီးတော့နားလေပေးမယ်ဆိုရင်အင်မတန်မှကောင်းမြတ်သောအမှုရာလေးတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်လည်းတင်ပြဆွေးနွေးချင်ပါတယ်တင်ပြရှင်းပါတယ်ပြီးတော့ကျွန်တော်တို့ဒီအချိန်ဟာဒီခရိယန်တွေနဲ့Holy Week လို့လည်းခေါ်ပါတယ်အဲ့တော့လွန်ခဲ့တဲ့တစ်ပတ်ကကျွန်တော်တို့ Palm Sunday ဖြစ်ပါတယ်အဲ့တော့လာမယ့်တောက်ကြနေ့ဟာကျွန်တော်တို့ Good Friday ဖြစ်ပါတယ်လာမယ့်တနင်္ဂနွေနေ့ဟာကျွန်တော်တို့အတွက်ရှင်ပြန်ထမြောက်ရနေ့ Resurrection Day ဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကာလပတ်လုံးကကျွန်တော်တို့ခရိယန်တွေအတွက်နေထူးနေမြတ်ကြီးဖြစ်နေတယ်အကြောင်းမို့ယနေ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားများ
အားလုံးကိုနားလေစေချင်ပါတယ်လို့အဲ့တော့ကျွန်တော်တို့ဒီတို့အချိန်အခါမျိုးမှာတခြားဘာသာဝင်တွေလည်းဘွေးတော်ရက်ဖြစ်နေပါလားဆိုတာလေးကိုတိပြီးတော့သူတို့ရဲ့ဘွေးတော်ရက်တွေမှာဘယ်လိုလေးတွေကျွန်တော်တို့အနေနဲ့နားလေပြီးရင်ကောင်းမလဲဆိုတဲ့အကြောင်းလေးကိုသိရှိသွားမယ်ဆိုရင်ကျွန်တော်ကျေနပ်ပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့ဒီတကြံကာလအတွင်းမှာကျွန်တော်ခရိယန်တွေလည်းဥပုပ်ဝင်နေရတာဖြစ်ပါတယ်ဆိုလိုတာကနော်ကျွန်တော်တို့အတွက် Holy Week ဖြစ်ပါတယ်အဲ့တော့ဒီ Roman Catholic တွေဆိုရင်တော့ဒီတလလုံးကိုသူတို့က Holy Month လို့ခေါ်ပါတယ်ဘုန်းတော်ကြီးတွေကစကားတော်မပြောတော့ကာလဖြစ်ပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့ခရိယန်တွေနဲ့ဒီကာလဟာအင်မတန်မှအရေးကြီးတော့ကာလနေထူးနေမြတ်ကြီးတွေဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ခရစ်စမတ်ပွဲမကျင်းပလို့ရတယ်ဒါပေမဲ့ဒီပွဲတော်ဒီရက်ဒီကကျွန်တော်တို့ကမလုံဆောင်လို့မရတာဖြစ်ပါတယ်အဲ့တော့ပွဲတော်တွေကြားထဲမှာနေထူးနေမြတ်တွေကြားထဲမှာလူမျိုးတစ်မျိုးနဲ့တစ်မျိုးပါတာတစ်ပါးနဲ့တစ်ပါးတာပြီးတော့ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခုအပြန်အလှန်နားလည်မှုထားပြီးတော့ကျွန်တော်တို့ရှေ့ဆက်ကြမယ်ဆိုရင်အင်မတန်မှပျော်ရွှင်စရာကောင်းသောနေ့ရက်တွေဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်လည်းတင်ပြချင်ပါတယ်အဲ့တော့အခုချိန်မှာဆိုရင်ကျွန်တော်မြန်မာလူမျိုးတွေအနေနဲ့နေ့တစ်ကိုမျှော်လင့်နေကြတဲ့အချိန်ကာလဖြစ်ပါတယ်ထို့ကဲ့သို့ပဲယနေ့ကျွန်တော်ခရိယန်တွေအနေနဲ့ကြတော့ဒီဇာတိလူဟောင်းကိုတတ်ပြီးတော့ယနေ့မြုံနံတကြိုပြီးတော့ယနေ့ဘဝတစ်ခုထဲမှာရှင်မြန်ထမြောက်ဖို့ရတဲ့မျှော်လင့်ရင်းနဲ့ရှော်လန်းနေတဲ့ကာလဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကာလမှာအရောက်စီတိုင်းယနေ့ခန္ဓာစိတ်ဝိညာဉ်စံမမာနဲ့ရှော်လန်းနိုင်ကြပါစေမြန်မာလူမျိုးတွေအားလုံးလည်းနေ့တစ်ခုမှာဝင်ရောက်နိုင်ကြပါစေဒီနေ့ကျွန်တော်ခရိယန်တွေနဲ့လည်းဇာတိဟောင်းကိုမြုံနံတကြိုပြီးတော့လူတစ်ဖြစ်နဲ့ပြန်လည်ပြီးတော့ရှင်တန်ထမြောက်တော်သူများဖြစ်ကြပါစေဒါကယနေ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့တချို့ကျွန်တော်ခရိယန်ဘာသာဝင်တွေရဲ့အကြောင်းနေထူးနေမြတ်အကြောင်းမသိသေးတဲ့သူတွေကိုကျွန်တော်အနေနဲ့မျှဝေခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်